ပင်လယ်ပြင်ဟာလူသားတွေအတွက်တော့စူးစမ်းလို့မကုန်နိုင်တဲ့နယ်မြေတစ်ခုပါဒီရေပြင်ကျယ်ကြီးရဲ့အောက်ခြေမှာဘာတွေရှိနေမလဲဆိုတာဘယ်သူမှအသေးချာမသိနိုင်ကြပါဘူးဒါပေမဲ့ရှေးဟောင်းသင်္ဘောသားတွေရဲ့ရင်ထဲမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့နာမည်တစ်ခုကအမြဲဆွဲထင်နေခဲ့ပါတယ်အဲ့ဒါကတော့ Kraken ပါပဲအားလုံးပဲမင်္ဂလာပါစူးစမ်းကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်စာလောက်ကြီးမားတဲ့ခန္ဓာကိုသင်္ဘောတစ်စီးလုံးကိုရစ်ပတ်ချေမွှနိုင်တဲ့လက်တံရှည်ကြီးတွေနဲ့ဒီတတော်ဟာပုံမြင်တက်တက်လားဒါမှမဟုတ်တကယ်ပဲရှိခဲ့တာလားဒီနေ့မှာတော့ကျွန်တော်တို့ဟာရာစုနှစ်ပေါင်းများစွာကမ္ဘာလှည့်ခရီးသည်တွေကိုထိတ်လန့်စေခဲ့တဲ့ Kraken ရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ Kraken ဖြစ်ပေါ်လာပုံကိုရှုထောင့်၃ခုကနေအသေးစိတ်ခွဲခြားကြည့်လို့ရပါတယ်။အဲဒါတွေကတော့နံပါတ်1ဒဏ္ဍာရီအရဖြစ်ပေါ်လာပုံနံပါတ်2သိပ္ပံနည်းကျစင်ကဲဖြစ်တည်လာပုံနဲ့နံပါတ်3လူသားတွေရဲ့စိတ်ကူးစိတ်တမ်းတွေမှာပုံဖော်လာပုံတို့ပဲဖြစ်ပါတယ်။နံပါတ်1ဒဏ္ဍာရီအရဖြစ်ပေါ်လာပုံNordic နဲ့ Scandinavian ဒဏ္ဍာရီတွေမှာ Kraken ကိုတဘာဝလွန်တတဝါကြီးအဖြစ်ယူဆကြပါတယ်။အချို့သောရှေးဟောင်းပုံမြင်တွေအရ Kraken ဟာကမ္ဘာဦးအစကတည်းကပင်လယ်ပြင်ကိုစောင့်ကြပ်ဖို့ဖန်တီးခံထားရတဲ့အဆောင်အရှောက်နတ်ဆိုးလို့ယူဆကြပါတယ်။ Greek ဒဏ္ဍာရီတွေနဲ့ရောတော့ပြီးလူသိများတဲ့အယူဆတစ်ခုကတော့ Kraken ဟာနတ်ဖျားတွေကသူတို့ကိုပုံကန်တဲ့လူသားတွေကိုအပြစ်ပေးဖို့ဖန်တီးခဲ့တဲ့လက်စားချေရှင်လက်နက်ထိုက်တန်တရဝါဖြစ်တယ်လို့ဆိုပါတယ်။နံပါတ်2သိပ္ပံနည်းကျစင်ကဲဖြစ်တည်လာပုံတကယ်တော့ Kraken ဆိုတာဥကောင်းတဲ့ခြေထောက်တိုက်ရိုက်ဆက်နေသောတရဝါမျိုးနွယ်စုတွေကနေစင်ကဲပြောင်းလဲလာတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်း900ခန့်မှာ Kraken ရဲ့ပိုးဘေးတွေဟာအခွန်မှာပါတဲ့ခရူပတ်ပုံစံတရဝါငယ်လေးတွေအဖြစ်စတင်ခဲ့ပါတယ်။စင်ကဲပြောင်းလဲမှုအရသူတို့ဟာလေးလံတဲ့အပြင်ခွန်တွေကိုဆွန့်လွတ်လိုက်ကြပါတယ်။ဒါကြောင့်သူတို့ဟာပုံမမြန်ဆန်လာပြီးရင်နက်ပိုင်းရဲ့ကြီးမားတဲ့ဖိအားတံကိုခံနိုင်ရရှိတဲ့ပျော့ပြောင်းပြီးတန်မာတဲ့ခန္ဓာကိုယ်ဖြစ်ပေါ်လာပါတယ်။ရင်နက်ပိုင်းမှာအစာရှားပါမှုနဲ့အိပ်ဆက်တဲ့အပူချိန်ကြောင့်အချို့သောမျိုးစိတ်တွေဟာအလွန်အမင်းကြီးထွားလာကြပါတယ်။ဒါကို Deep Sea Gigantism လို့ခေါ်ပါတယ်။ဇီဝကာမဖြစ်စဉ်နှိကွေးပြီးအသက်ရှည်ရှည်နေထိုင်နိုင်မှုအတွက်ခန္ဓာကိုယ်ကအကြီးကြီးဖြစ်လာရတာပါနံပါတ်3လူသားတွေရဲ့စိတ်ကူးထဲမှာ Kraken ဖြစ်ပေါ်လာပုံဒါကတော့အဖြစ်မှန်ကနေဒဏ္ဍာရီအဖြစ်ပြောင်းလဲသွားတဲ့ဖြစ်စဉ်ပါရှေးခေတ်သမောသားတွေဟာပင်လယ်ပြင်မှာတိတ်ဆုံးပြီးကန်တင်နေတဲ့ Giant Squid လောင်းတွေကိုတွေ့ရတဲ့အခါဒါမှမဟုတ်ရေမျက်နှာပြင်မှာခဏတစ်ဖြုတ်ပေါ်လာတာကိုတွေ့တဲ့အခါအေယာမနတ်ဆိုးကြီးလို့မှတ်ချက်ချခဲ့ကြပါတယ်ပင်လယ်ပြင်မှာအကြောင်းမဲ့ပျောက်ဆုံးသွားတဲ့သင်္ဘောတွေရဲ့အကြောင်းရင်းကိုရှာမရတဲ့အခါဒီလိုတတဝါကြီးကဆွဲနှစ်လိုက်တာဖြစ်မယ်ဆိုတဲ့အယူအဆကနေ Kraken ရဲ့ပုံရိပ်ကပိုပြီးကြောက်စရာကောင်းလာပါတယ်။18ရာစုမှာ Bishop Eric Hondobidan က Kraken အကြောင်းကိုစာအုပ်ထဲမှာစနစ်တကျမှတ်တမ်းတင်လိုက်တဲ့အချိန်မှာတော့ Kraken ဟာပုံမြင်မဟုတ်တော့ပဲတကယ်ရှိတဲ့တတဝါအဖြစ်လူသားတွေရဲ့စိတ်ထဲမှာအမြင့်တွယ်သွားခဲ့ပါတယ်။ Kraken ဆိုတဲ့စကားလုံးဟာနော်ဝေးဘာသာစကား Krake ကနေဆင်းသက်လာတာဖြစ်ပါတယ်။73ရာစုလောက်ကစတင်ခဲ့တဲ့နော်ဝေးဒဏ္ဍာရီတွေမှာ Kraken ကိုပင်လယ်ပြင်ရဲ့နတ်ဆိုးအဖြစ်ဖော်ပြခဲ့ကြပါတယ်။ရှေးသင်္ဘောသားတွေအကြောက်ဆုံးကတော့ Kraken ရဲ့တိုက်ခိုက်မှုတွေမဟုတ်ပါဘူး။သူရေအောက်ကိုပြန်ငုပ်ရှိုးသွားတဲ့အခါဖြစ်ပေါ်လာတဲ့ရေဝဲကြီးကသင်္ဘောတွေကိုဝါမျိုးသွားတတ်တာကိုလည်းအလွန်ကြောက်ကြပါတယ်။ Kraken ကိုရှင်းမှတ်တမ်းတွေမှာပုံစံအမျိုးမျိုးနဲ့ဖော်ပြကြပါတယ်။အစောပိုင်းကာလတွေမှာ Kraken ကိုကနန်ဒါမှမဟုတ်ကြယ်ငါးအကောင်ကြီးတွေအဖြစ်ပုံဖော်ခဲ့ကြတယ်။18ရာစုနောက်ပိုင်းမှာတော့ Kraken ကိုလက်တံများစွာပါတဲ့ပြည်ကြီးငါးပုံစံအဖြစ်ပုံမလက်ခံလာကြပါတယ်။မျက်လုံးတွေဟာထမင်းစပွဲဝိုင်းလောက်ကြီးမားတယ်လို့ဆိုကြတယ်။သူ့ရဲ့အရေးပြားဟာကြောက်ဆောင်တွေနဲ့ဆင်တူတာကြောင့်သင်္ဘောသားတွေဟာKraken ကိုကျွန်းအမှတ်နဲ့သင်္ဘောကပ်မိပြီးအသက်ဆုံးရှုံးခဲ့ရတာတွေရှိခဲ့ပါတယ်။ဒါဆို Kraken ဆိုတာတကယ်ပဲရှိနေတာလား။သိပ္ပံပညာရှင်တွေကတော့ Kraken ဆိုတာ Giant Squid ဖြစ်နိုင်ခြင်းအများဆုံးလို့ယူဆကြပါတယ်။ဒီသတ္တဝါတွေဟာအရှည်ပေ40ကနေ50အထိရှိနိုင်ပါတယ်။သူတို့မှာကမ္ဘာအကြီးဆုံးမျက်လုံးတွေရှိပြီးအမှောင်ထုထဲမှာမြင်နိုင်စွမ်းရှိပါတယ်။ Closet Squid ဟာ Giant Squid ထက်တောင်
ပိုကြီးပြီးပိုလေးတဲ့အမျိုးအစားပါသမုဒ္ဒရာရဲ့အနှစ်ပိုင်းမှာနေထိုင်ကြပါတယ်ခရာကန်သို့မဟုတ်ပြေကြီးငါးဘလူးတွေရဲ့အကြီးမားဆုံးရန်သူကတော့စပန်ဝေလာငါးတွေဖြစ်ပါတယ်ဖမ်းမိတဲ့ဝေလာငါးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာအဝိုင်းလိုက်အမာရွတ်ကြီးတွေကိုမကြာခဏတွေ့ရပါတယ်ဒါတွေဟာပြေကြီးငါးဘလူးတွေရဲ့စုပ်ခွက်တွေကြောင့်ဖြစ်လာတဲ့ဒဏ်ရာတွေပါ1884ခုနှစ်မှာနယူးဖောင်လန်ကမ်းခြေမှာတကယ်ရှိတဲ့ပြေကြီးငါးဘလူးကြီးတစ်ကောင်ကိုတွေ့ရှိခဲ့ရကနေခရာကန်ဒန်နာကြီးဟာသိပ္ပံနည်းကျအထောက်အထားတွေရလာခဲ့ပါတယ်။ဒါပေမဲ့ဒန်နာကြီးတဲကလိုသင်္ဘောတွေကိုဖျက်ဆီးနိုင်လောက်တဲ့အထိကြီးမားတဲ့အကောင်မျိုးကိုတော့အခုထိအရှင်လက်လက်မတွေ့ရသေးပါဘူး။ခရာကန်ဆိုတာရှေးလူကြီးတွေရဲ့ကြောက်စိတ်ကနေမွေးဖွားလာတဲ့ပုံမြင်လား။ဒါမှမဟုတ်ကျယ်ပြောလာတဲ့သမုဒ္ဒရာကြီးရဲ့အောက်ခြေမှာကျွန်တော်တို့မတွေ့သေးတဲ့သတ္တဝါကြီးတွေတကယ်ပဲရှိနေကြလားသိပ္ပံပညာတိုးတက်လာတာနဲ့အမျှကျွန်တော်တို့ဟာပင်လယ်ရေနက်ပိုင်းကထူးဆန်းတဲ့သတ္တဝါတွေကိုတစ်ကောင်ပြီးတစ်ကောင်ရှာတွေ့ရှိနေကြပါတယ်ဒါပေမဲ့သမုဒ္ဒရာရဲ့95%ကိုလူသားတွေစူးစမ်းရခြင်းမရှိသေးပါဘူးခရာကန်ထက်ပိုကြီးတဲ့ပိုကြောက်စရာကောင်းတဲ့အရာတွေပုံအောင်နေနိုင်ပါသေးတယ်တင်ကောဘယ်လိုထင်ပါသလဲခရာကန်ဆိုတာရှိခဲ့ဘူးသလားဒါမှမဟုတ်အခုထိရှိနေတုန်းလားကွန်မန့်လေးထားခဲ့ပေးလို့ရပါတယ်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေနော်